ဒီချေတို့ကဒီနေ့မှာတော့ dielectric constant ရဲ့ energy store ရဲ့ capacitor ရဲ့ capacitor charge နဲ့ discharge အပိုင်းတွေကိုပြပြပေးမှာဖြစ်ပါတယ်။ဒါနဲ့ပတ်သက်တဲ့ပုံစံလေးတွေပေါ့နော်။အဲ့တော့ dielectric constant နဲ့ပတ်သက်တဲ့ပေါ့နော်ပုံသဏ္ဍာန်လေးတွေဒီချေတို့ကသိပြီးသွားပြီအရှင်းပိုင်းလေးမှာ။dielectric charge ရဲ့ပုံသဏ္ဍာန်လေးကဒီချေတို့သုံးခုရှိတယ်။ဒါဆိုလို့ရှိရင် kappa equal to C by C naught ရဲ့ kappa equal to V naught by V ရဲ့ kappa equal to epsilon by epsilon naught ဆိုပြီးကျွန်တော်ပုံသဏ္ဍာန်လေးသုံးခုရှိတယ်เนาะအဲ့တော့ kappa dielectric constant နဲ့ပတ်သက်ပြီးတော့ပုံသဏ္ဍာန်လေးဒါတွေပေါ့နော်အဲ့တော့ဒီမှာတော့ဒီ review number 3 page number 144ကပုံလေးရတော့ဒီက when an insulated material is inserted insulated material လေးတွေကိုထည့်လိုက်တယ်ပေါ့နော်လျက်ကံပစ္စည်းလေးထည့်လိုက်တယ် between the conductor of a capacitor ရဲ့ဒီကျတော့ဒီ capacitor structure ကိုသိပြီးသားပဲเนาะဒီမှာ conductor နှစ်ခုကြားရှိတယ်အဲ့ကြားတွေကိုကျတော့ insulated material တစ်ခုထည့်လိုက်တယ်တဲ့အဲ့ capacitor အရင်တော့ vacuum မှာရှိတယ်ပေါ့နေရာနေထဲမှာရှိတယ်ဒါဆိုထည့်လိုက်တဲ့အခါမှာသူမေးတာက that's it capacitor သူရဲ့ capacitor တန်ဖိုး C တန်ဖိုးလေးဟာဘာဖြစ်လဲ increase ဖြစ်မှာလား decrease ဖြစ်မှာလားအဲ့ဒါ explain ရှင်းပြပါတဲ့ဒါတော့ဒီကျတော့ပုံစံမျိုးเนาะ concept question လေးမေးရเนาะအဲ့ဆိုဒီမှာဒီချေတို့က insulated material ကိုထည့်လိုက်တယ်ဒါဆိုရင် C2 မလား C ရောမလားရှင်းပြเนาะအဲ့တော့ဒီချေတို့ကဒီမှာဆက်သွယ်ချက်ကတော့ insulated material ဆိုတာလျက်ကန့်ကိန်းတွေမှာသူတို့ရဲ့ dielectric constant ဆိုတဲ့လျက်ကန့်တန်ဖိုးလေးရှိတယ် kappa တန်ဖိုးလေးရှိတယ်ပေါ့နော်အဲ့တော့ဒီချေတို့ကဒီ kappa နဲ့ဒီမှာ capacitor နဲ့ဆိုတော့ဆက်သွယ်ချက်ပေါ့ kappa နဲ့ capacitor ဆက်သွယ်ချက်ကဘာရှိလဲဆိုလို့ရှိရင်ဒီချေတို့ကရေးတယ် kappa equal to ဘာပုံသဏ္ဍာန်ရှိလဲဆိုလို့ရှိရင် C by C naught ဆိုတဲ့ပုံသဏ္ဍာန်ရှိတယ်အဲ့မှာဒီချေတို့ကရှင်းမယ်ဆိုလို့ရှိရင် where ပေါ့နော်အဲ့မှာတော့ဗာလဲဆိုရင် kappa ဆိုတာဒီချေတို့က dielectric constant of insulated material dielectric constant of insulated material เนาะဒါဆိုတော့ kappa ဆိုတဲ့ definition နောက်တစ်ခါ C နဲ့ C တော့ကျတော့ဆိုတော့ C နှစ်ခုစလုံးကဘာတွေလဲဆိုရင် capacitance of a capacitor ပဲဒါပေမဲ့ C တော့ကကျတော့ vacuum ထည့်ထားတာ C ကကျတော့ insulated material ထည့်ထားတာဒီဆိုတော့သူ့ကိုရေးမယ် C ဆိုတာလေးပါလဲဆိုရင် capacitance of a capacitor capacitance of a capacitor not မပါဘူးဆိုတော့ तू ကဘာထည့်ထားတဲ့ဟာလဲဆိုရင်လျက်ကန့်ကိန်းတွေတစ်ခုထည့်ထားတာလျက်ကန့်ပစ္စည်းလေးအဲ့တော့ with an insulating material ဟိုကောင်ကကြတော့ C not မလို့ तू ကလည်း C ပဲမလို့ capacitance of a capacitor ပဲဒါပေမဲ့ तू ကကြတော့ချေတော့ဂျားထဲမှာ C not မလို့ vacuum လေးဟာနဲ့ဒါမှမဟုတ်ရှင်လည်း insulated material မရှိတာကိုနှစ်မျိုးရေးလို့ရတယ်နော် without an insulated material ဆိုလည်းရတယ် with a vacuum ဆိုလည်းရတယ်နော်အဲ့တော့ဒီရှယ်ကဒီမှာတော့ without နေလိုက်တော့မယ် without an ဘာမရှိလဲဆိုလျက်ကန့်ကိန်းတွေမရှိဘူး without an insulating material ဒါဒီရှယ်ကဒါကသူမေးတဲ့ဆက်သွယ်ချက်ပေါ့နော်သူက dielectric insulated material ဘာဖြစ်မလဲထည့်လိုက်တဲ့အခါမှာ C ဘာဖြစ်မလဲလို့မေးရမှာလို့ရှယ်က insulated material နဲ့ပတ်သက်တာကလျက်ကန့်ကိန်းတွေ dielectric constant C ဘာဖြစ်မလဲဆို C နဲ့ပတ်သက်တဲ့ပုံလေးတွေကိုဒီရှယ်ကပြန်ရှင်းလိုက်ဒါဆိုဒီပုံလေးကဒီရှယ်ကပြန်ဖြေတော့မယ်နော်အဲ့တော့ kappa တန်ဖိုးတွေတို့သိပြီးတယ်အမြဲတမ်းတစ်ထည့်ကြီးတယ်ပေါ့နော်အဲ့တော့ဒီရှယ်ကမှကောက်ယူမယ်စင်ဘာလဲဆိုရင် kappa တန်ဖိုးဒီအမြဲတမ်းဘာဖြစ်လဲတစ်ထည့်ကြီးတဲ့အတွက်ကြောင့်အဲ့တော့ kappa ဒီတစ်ထည့်ကြီးတဲ့ဆိုရင်ပိုင်းဝင်နဲ့ပိုင်းချင်းထဲမှာဘယ်သူကပိုများလာမလဲဆိုရင်ပိုင်းဝင်ကပိုများမှတစ်ထည့်ကြီးတဲ့စားလက်ထွက်မှာလေဒါလိုပိုင်းကြီးကပိုများလဲဆိုရင် 0.2 ထွက်မှာเนาะအဲ့တော့အမြဲတမ်းပါပိုင်းဝင်ကပိုများရမယ်ပေါ့เนาะတစ်ထည့်ကြီးတဲ့ကြောင့်ပိုင်းဝင်ဆိုတော့ C ဒီ C not ထက်ဘာဖြစ်လဲပို့ပြီးတော့ greater than ပိုများရမယ်ဒါဆိုဒီချက်ကအဖြစ်ထွက်ပြီးဒါဆိုရင် insulated material ထည့်လိုက်ခြင်းအပြင် capacitance တန်ဖိုးလေးဘာဖြစ်သွားလဲ greater than ဆိုတော့2သွားတယ်ဒါကြောင့်သူမေးတဲ့မေးခွန်းမှာ does it capacitance ဒီ increase လား decrease လားဆိုတော့ကျွန်တော်ဗာလဲ capacitance က increase ဖြစ်တယ်ပေါ့တိုးသွားတယ်ဆိုဒီချက်ကပြန်ဖြေလို့ရတယ်เนาะအဲ့တော့ဒီမှာမေးခွန်းကောက်ချင်တဲ့ကောက်ပေါ့ when an insulated material ရင် inserted ထည့်လိုက်တဲ့အခါမှာIT ပဲရေးပေါ့เนาะထည့်လိုက်တဲ့အခါမှာ its capacitance ဒီဘာဖြစ်လဲ increases တိုးလာပါတယ်ပေါ့เนาะဒီချက်ကအဲ့လိုလေးထားလေးအဓိကဒီဟာလေးနဲ့ပြောပြပြီးတော့ equation လေးရှင်းပြပြီးတော့ဒီချက်ကဖြေလိုက်ရင်ရတယ်ပေါ့เนาะအဲ့တော့မိကုန်းလေးပြန်ကောက်မယ်ဆိုလို့ရှိရင်เนาะအဲ့ဒါဆိုရင်ခုနကရေးထားတဲ့အတိုင်းပေါ့เนาะ when an insulated material ကိုထည့်လိုက်တဲ့အခါမှာပေါ့ when an
insulated material ကို is inserted inserted ထည့်လိုက်တဲ့အခါမှာ capacitance တန်ဖိုးဟာတိုးသွားမယ်ဆိုတော့ is capacitance ဟာ increases inserted ထည့်လိုက်တဲ့အခါမှာis capacitance ဒီဘာဖြစ်သွားမလဲဆိုရင် increases တိုးသွားပါမယ်ဆိုဒီချက်တော့ဒီအပုံလေးဒါလေးကတော့ concept question လေးပေါ့နော်ဒါလေးကိုဖြေလိုက်လို့ရတယ်မေးစင်းတဲ့ကောင်ရဲ့ဆက်သွယ်ချက်ဒီ equation လေးကနေသွားပြီး equation လေးရှင်းပြီးလို့ရှင်ဒီချက်တို့ကဒီမှာကပ်ပါတန်ဖို့တက်တဲ့အမြဲတမ်းကြီးလို့ပိုင်းဝေအမြဲတမ်းကြီးမယ်ဒါကြောင့်ပိုင်းဝေဆိုတာဒီ insulated material ထည့်ထားတဲ့ C ဒါကြောင့်ဒီ C ဒီပိုကြီးခဲ့တာမို့ capacitance တန်ဖိုး increases ဖြစ်တယ်လို့ဖြေလိုက်ရင်ဒါပြီပေါ့နော်ဒါကတော့ capacitance နဲ့ပတ်သက်တဲ့ဉာဏ်စမ်း page number 144ရအောင်နော် review 3လေးနော်နောက် capacitance နဲ့ပတ်သက်တဲ့နောက်ထပ်ပုံစံလေးရရှိသေးပါတယ်နောက်ကတော့exercise 5ကပေါ့နော်ဒီလိုပဲexercise ကပေါ့နော်အဲ့တော့သူကတော့မေးထားတာက how does a တဲ့ dielectric က affect ဘယ်လိုတက်ရောက်တယ်လဲတဲ့ maximum operating voltage of a capacitor ရဲ့ဒီပေါ့နော်မြင့်ဆုံးပို့အားပေါ့အများဆုံးပို့အားပေါ်မှာဘယ်လိုတက်ရောက်မှုရှိတယ်လဲ even though the physical side of the capacitor does not change ဒီ capacitor ရဲ့ဒီချက်ပါဒီတိုင်းသူ့ရဲ့အချိုးအစားပေါ့နော်ပုံမှန်အရွယ်အစားကို does not change မပြောင်းလဲတာတော့မှပဲ dielectric လေးကနော်သူမေးတာက dielectric လေးကဒီ operating voltage ပေါ်မှာဘယ်လိုတက်ရောက်လဲလို့သူကမေးတာအဲ့ဒီချက်ကဒီမှာယူလိုက်မယ်ဆိုရင် dielectric ဆိုတာဘာနဲ့ပဲဆန်တာလဲဆိုရင် kappa ကိုပဲပြောနေတာပဲ operating voltage ဆိုဒီမှာချက်ဘာတွေပါလာလဲဆို volt အားတွေပါလာတယ်ဒါဆိုဒီချက်ကအဓိကဒီမှာဆက်သွယ်ချက်နှစ်ခုကဘာနဲ့ပါလဲဆိုရင် kappa နဲ့ဘာနဲ့လဲဆိုရင် potential difference နဲ့အဲဆိုရင် kappa နဲ့ v နဲ့ဆက်သွယ်ချက်ပုံလေးကဒီချက်ဘာရှိလဲဆိုလို့ရှိရင် kappa equal to ဘာလဲ v naught by v ဆိုတဲ့ပုံသင်လေးရှိနော်ခုနလိုပဲဒီချက်ပုံသင်လေးကနေစလိုက်ပေါ့အဲ့မှာလည်းဒါတော့ပြန်ရှင်းပေါ့နော်အဲ့တော့ where အမှာ kappa ဆိုတာကတော့ဘာလဲဆိုရင်ဒီချက်ကိုသိပြီးသားပဲ kappa ဆိုတာဘာလဲ dielectric constant နော် dielectric constant of an insulating materialနောက်တစ်ခါဒီချက်တော့ဘာလဲဆိုရင် v naught ကကျတော့ဘာလဲ v တွေနှစ်ခုစလုံးဒီ potential difference တွေပဲဒါပေမဲ့ခုနလိုပဲ not ပါတယ်ဆိုတာက vacuum ပေါ့not မပါဘူးဆိုတာက insulating material ထည့်ထားတဲ့ v ပေါ့เนาะဒါဆိုရင် potential difference အဲ့တော့သူကတော့ potential difference of a capacitor ပေါ့เนาะ capacitor ရဲ့ potential ခြားနာခြင်း not ပါတဲ့အတွက်ကြောင့်မလို့ဘာလို့ capacitor လဲဆိုရင် with a vacuum ထည့်ထားတဲ့ capacitor ပေါ့ vacuum ဆိုတော့ဘာမှမရှိဘူးပေါ့နော်လေဟာနဲ့ဖြစ်နေတဲ့ capacitor ဒီ v ကလည်းဘာပဲလဲဆိုရင် potential difference ပဲသူက potential difference of a capacitor ရဲ့ potential difference ပဲဒါပေမဲ့ဒီကောင်ကကျတော့ not မပါတာမလို့သူကဘာထည့်ထားလဲဆိုရင်ဂျန်လျက်ကန့်တစ်ခုထည့်ထားတယ် with an ဘာလဲဆိုရင် insulating materialအဲ့တော့ insulating material ထည့်ထားတယ်ဆိုဒီချက်ကရှင်းလိုက်တယ်เนาะဒါကသူမေးတဲ့ dielectric နဲ့ potential difference ပေါ့เนาะသူကတော့ operating voltage နဲ့ဆက်သွယ်ချက်ကိုရေးလိုက်တယ်ပြီးရင်ဒီချက်က equation လေးရှင်းပြလိုက်တယ်ခုနလိုပဲ kappa ဒီအမြဲတမ်းပါထည့်ကြည့်လဲဆိုရင် since အဲ့တော့ kappa တန်ဖိုးဒီအမြဲတမ်းတစ်ထည့်ကြည့်တစ်ထည့်ကြည့်တဲ့အတွက်ကြောင့်မလို့ပိုင်းဝေနဲ့ပိုင်းချိန်မှာဒီချက်တော့ပါလဲပိုင်းဝေကပုံများရမယ်ဒီမှာပိုင်းဝေဒီဘယ်လိုဖြစ်ပါလဲဆို v naught အဲ့တော့ v naught နဲ့ v နဲ့မှာဆိုရင်ဒီချက်တော့ v naught ကပုံများရမယ်အဲ့တော့အခြေအနေကလာပြီ v naught ဆိုတာကြတော့ဒီချက်တော့ vacuum ထည့်ထားတယ် v ကကြတော့ insulated material ထည့်လိုက်တယ် v ဒါဆိုဒီမှာ insulated material ထည့်လိုက်တဲ့ v ဘာဖြစ်သွားလဲယော့သွားတယ်เนาะယော့သွားတဲ့အကြောင်းမို့ဒီချက်တို့ဒီတို့လိုစင်းတဲ့ပိုအားကိုတို့ကထပ်တိုးလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့เนาะအဲကြောင့် maximum operating voltage တိုးစေတယ်ဆိုတာအဲ့အဓိပ္ပာယ်ပါပဲပေါ့เนาะအဲကြောင့်ဒီချက်ကဒီမှာဆိုရင်ဗာလဲ potential difference ကြီးယော့သွားတာတွေ့တယ်ဒါလည်းတွေ့ထည့်လိုက်တဲ့အတွက်ကြောင့်ဒါကြောင့်ဒီချက်တို့ကထပ်ပြီးတော့ operating voltage ကိုထပ်ပြီးတိုးလို့ရနိုင်တယ်လို့ဒီချက်ကဖြေပေးရเนาะအဲ့တော့ဒီမှာဆိုလို့ရှိရင် since ပေါ့เนาะဘာလဲဆို v တန်ဖိုးလေးကယော့သွားတယ်ယော့သွားတဲ့ v ကpotential difference ပေါ့เนาะအဲ့တော့ v တန်ဖိုးလေးဟာ potential difference လေးကယော့သွားတယ်ဆိုတော့ decreases ပေါ့ယော့သွားတယ်ဘာလို့ယော့သွားတာလဲ dielectric constant เนาะ dielectric ထည့်လိုက်တဲ့အတွက်ကြောင့်เนาะအဲ့တော့ဒီချက်က due to ပေါ့ because of ဆိုလဲ because of ပေါ့เนาะအဲ့တော့ because of ဘာထည့်လိုက်တဲ့အတွက်ကြောင့်မလို့လို့ရှိရင်dielectric constant
ကျွန်တော် insulating material ထည့်လိုက်တယ်ဒီလို dielectric constant တန်ဖိုးကြောင့် potential difference ကလျော့သွားတဲ့အတွက်ကြောင့်ဒီချေတို့ကထပ်ပြီးတော့ maximum operating voltage ကိုတိုးနိုင်ပါတယ်ဆိုတော့ we can increase ပေါ့နော် we can increase the maximum operating voltage ဒီချေတို့ပေးနေတဲ့ဘိုးအားကိုဒီချေတို့ထပ်တိုးလို့ရပြီဘာလို့ဆိုရင်ထည့်လိုက်လို့ဘိုးအားကလျော့နေတာမျိုးထပ်တိုးလို့ရသူကခံနိုင်ရရှိတယ်เนาะပြီးနောက်တစ်ချက်လေးကတော့ချေတို့ပုံလေးဆောင်မှာပါတဲ့အတိုင်းလေးပဲဒီ dielectric constant လေးတွေကဆိုရင်တို့ကဒီ higher potential difference များတာတော့တို့ကခံနိုင်ရရှိတယ်ပေါ့เนาะတနည်းအားဖြင့် larger electric field တွေကိုခံနိုင်ရရှိတယ်နောက်တစ်ချက်လေးကတော့ဗာလဲဆိုလို့ရှိရင်dielectric တွေကဒါပထမတစ်ချက်တစ်ချက်ဖြည့်ပြီးသွားပြီပေါ့เนาะနောက်ထပ်ကဗာလဲဆိုလို့ရှိရင် dielectric တွေဆိုရင်သူတို့ကခံနိုင်ရရှိပါတယ်ဆို withstand သူတို့က higher v ခြားနားချက်များတဲ့ဟာလည်းခံနိုင်ရရှိတယ် higher potential difference တနည်းအားဖြင့် electric field များတဲ့ဟာတွေပေါ့နော် larger electric field electric field ဘယ်သူထည့်လဲဆိုရင် then လေထည့်ပေါ့နော် air or vacuum ပေါ့လေဒါမှမဟုတ်လေဟာနဲ့တူတူပါပဲပေါ့နော်ဒါတွေထက် dielectric ထည့်လိုက်တာကသူက higher potential difference ကိုပို့ပြီးတော့ခံနိုင်ရရှိတယ်ဆိုတော့ဒီချေတို့ကပို့ပြီးတော့ယူဆနိုင်တယ်ပေါ့နော်ဒါကတော့သူမေးတဲ့ဘာကိုမေးရလဲဆိုရင်dielectric ကနော် dielectric ကဒီချေတို့ရဲ့ maximum operating voltage ကိုဘယ်လိုသက်ရောက်မှုရှိလဲဆိုတာနဲ့ပတ်သက်ပြီးဒီချေကဖြေထားတာပါအရင်ဆုံးဒီသူပြောတဲ့ dielectric နဲ့ potential နဲ့နော် dielectric နဲ့ potential ဆက်သွယ်ချက်ကိုကြည့်လိုက်တဲ့ equation ရှင်းတယ်ရှင်းပြီးဦးနောက်တိုင်းပဲကပ္ပါတန်ဖိုးဒီမဲ့တစ်ထက်ကြီးလို့ပိုင်းဝေရပို့ကြည့်ရအဲ့တော့ဒီကိစ္စမှာကျတော့ဒီချေတို့က insulating material ထည့်လိုက်တဲ့ V လျော့သွားတယ်ဒါကြောင့်မို့ potential difference က decreases လျော့သွားတယ်ဘာကြောင့်လျော့သွားလဲ because of dielectric constant ထည့်လိုက်တဲ့အတွက်ကြောင့်လျော့တယ်ဒါကြောင့်မို့ we can increase သူကထပ်တိုးနိုင်သေးတယ်ဘာလို့လဲ the maximum operating voltage ကိုထပ်တိုးနိုင်ပါတယ်ဆိုပြီးတော့ဖြေတယ်နော်နောက်တစ်ခုက dielectric တွေက can withstand သူတို့ကခံနိုင်ရရှိသေးတယ်ဘာလို့ higher potential difference မြင့်မားတဲ့ potential ခြားနားခြင်းတွေကိုခံနိုင်ရရှိတယ်တနည်းအားဖြင့် larger electric field ပေါ့လက်စစ်စကွင်းတွေများတာကိုခံနိုင်ရရှိတယ် then air or vacuum လေဟာနယ်တွေထက်ခံနိုင်ရရှိပါတယ်ဆိုပြီးတော့ဒီချေတို့ကဒီ concept မိကုန်းလေးကိုဖြေလိုက်လို့ရတယ်ပေါ့နော်ဒါဆိုရင်နောက်ထိုင်လက်ထွန်းနဲ့ပတ်သက်တဲ့ပုံစံလေးကတော့လွယ်ပါတယ်เนาะသူကတော့ exercise number 7ပေါ့เนาะ exercise ပုံလေးစာလေးက exercise number 7ရဲ့ပုံစံလေးအဲ့တော့သူမေးတာက capacitance of a parabolic capacitor ကို increase တိုးလိုက်တယ်ပေါ့เนาะအဓိကတော့ capacitance တန်ဖိုးလေးပေါ့เนาะအဲ့တော့ capacitance တန်ဖိုးလေးကိုကျွန်တော်က increase တိုးလိုက်တယ်ဘယ်ကနေဘယ်တိုးလိုက်လဲ from 8 microfarad ကနေပြီးတော့မှ50 microfarad အထိတိုးလိုက်တယ်တဲ့ဘယ်ခါမှလဲ when a sheet of glass is inserted เนาะအလယ်မှာကျွန်တော်ကပေါ့နော်ဖန်ချက်လေးတစ်ခုကိုထည့်လိုက်တဲ့အခါမှာ capacitance တန်ဖိုးဒီလောက်ကနေလောက်တိုးသွားတယ်ဒါဆိုရင် what is the dielectric constant of the glass အဲ့ဒီထည့်လိုက်တဲ့ပစ္စည်းလေးရဲ့ dielectric constant တန်ဖိုးဘယ်လောက်လဲဆိုဘာကိုမေးရလဲဆိုရင်ကျွန်တော်က kappa လေးကိုမေးအဲ့တော့ kappa နဲ့ပတ်သက်တဲ့ဒီမှာပေးထားတာဒီဘာတန်ဖိုးတွေလဲ microfarad ဒီ farad တွေမလို့ပါ c တန်ဖိုးနှစ်ခုပေးထားတာပေါ့နော်အဲဆို kappa နဲ့ c နဲ့ဆက်သွယ်ချက်ကဘာပဲရှိရလို့ဒီပု္ပ္ပစာအတွက်ကဒီချက်တို့က kappa equal to ဘာပုံလေးလဲ c by c naught ဆိုတဲ့ပုံသင်လေးဒါလေးဒီချက်တို့ကဒါလေးနဲ့သုံးတယ်ပေါ့နော် kappa equal to c by c naught ဒါဆိုရင်ဘယ်သူက c ဘယ်သူက c naught လဲဒီချက်တို့သိပြီးသား c နဲ့ c naught နဲ့မှာဒီဘယ်တန်ဖိုးကအမြဲတမ်းပုံများလဲဆိုရင် insulating material ထည့်တဲ့ c ဒီအမြဲတမ်းပုံများတယ်ဒါကြောင့်ဒီချက်တို့က8 microfarad နဲ့50 microfarad မှာ8 microfarad နည်းတဲ့ကောင်လေးကိုဒီချက်တို့က c naught ထားလိုက်မယ်50 microfarad များတဲ့ကောင်ကြတော့ချက်တော့ဗာလဲ c ထားလိုက်နော်ဒါဆိုရင်ပေးချက်ဒီချက်ရေးမယ် c naught ကဘယ်လောက်လဲဆိုရင်8 microfarad အဲ့မှာ c ကဘယ်လောက်လဲဆိုလို့ရှိရင်50 microfarad သူလိုချင်တာတော့ဘာလို့ချင်တာလဲ dielectric constant ကိုလိုချင်တယ်ဆိုတော့ kappa လေးကိုလိုချင်တယ်အဲ့တော့ kappa နဲ့ပတ်သက်တဲ့ပုံသင်လေးက kappa equal to ဘာလဲ c by c naught အဲ့ရမှာဒီချက်တော့ c ဘယ်လောက်လဲအစားသွင်းပါတော့8 into 10 power minus 6ပေါ့ micro ဆို10 power minus 6နောက်တစ်ခါ50 into ဘယ်လောက်လဲဆိုလို့ရှိရင်c နေရာမှာဒီချက်တော့ဘယ်လောက်လဲဆိုရင် c နေရာဒီ50 into 10 power minus 6နော်50 into 10 power minus 6က c နောကဘယ်လိုလဲဆို8 into 10 power minus 6ကအဲ့တော့ minus 6 minus 6က j ပေါ့ j ပြီးတော့ဒီမှာ8နဲ့ဒီချက်ကစားလိုက်ပေါ့စားလို့ရှိရင်ကျွန်တော်က kappa တန်ဖိုးလေးထွက်လာမယ်အဲ့တော့ kappa တန်ဖိုးမှာတော့ဒီချက်တော့ကဘာလဲဆိုရင် c နှစ်ခုခြေထားတာမဟုတ်သူ့မှာ units မရှိဘူးပေါ့နော် unit less ပေါ့နော်ဒါလေးကတော့ကျွန်တော် dielectric constant နဲ့ဆိုင်တဲ့ပုံစံလေး concept နှစ်ပုံနဲ့ပုံစံတစ်ပုံနဲ့ပေါ့နော်
concept မှာဆိုတော့ဒီချက်တို့ကသူမေးတဲ့ပုံစံကပထမကအမှတပုံမှာဆိုလို့ရှိရင်လေသူက insulating material ထည့်လိုက်လို့ရှိရင် C2 မလား C ရောမလားဆိုတဲ့ဟာတွေကျွန်တော်ဒီ C နဲ့ capacity အတိုင်းလက်ထွန်းနဲ့ပတ်သက်တဲ့ပုံစံနည်းလေးရှိသူရဲ့ equation ရှင်းပြီးရင် kappa ကအမြဲတမ်းတစ်ထည့်ကြည့်လို့ပိုင်းဝေရပိုကြီးဆိုပြီးတော့ C2 တယ်ဆိုတာကိုဖြေတယ်ပေါ့နော်နောက်တစ်ခုကကျတော့ potential difference မှာလည်းmaximum operating voltage ကိုဘယ်လိုတက်ရောက်လဲဆိုတဲ့အပိုင်းမှာလည်းဒီချက်တို့က equation ရေးရှင်းပြီးလို့ရှိရင်ပိုင်းဝေရအမြဲတမ်းကြီးတယ်ဘာကြောင့် kappa တန်ဖိုးတစ်ထည့်ကြည့်တဲ့အတွက်ကြောင့်ဒါကဒီတစ်ခါမှာ potential ကလျော့တယ်ဘာကြောင့်လျော့တာလဲ dielectric constant ထည့်တယ်လို့လျော့လိုက်တယ်ဒါဆိုရင်ဒီချက်တို့က maximum operating voltage ကိုထပ်တိုးလိုက်သေးတယ်ပေါ့နော်နောက်တစ်ခါသူက higher potential difference ကို dielectric ကခန္ဓာရည်ရှိတယ်ပြီးရင်လေတွေ vacuum တွေထည့်လာကြ electric field higher potential difference ကိုခန္ဓာရည်ရှိတယ်ဆိုတဲ့အကြောင်းเนาะဒါလေးကတော့ကျွန်တော်လွယ်ပါတယ်စီတန်မိုးနှစ်ခုပြီးပြီးတော့ကပ်ပါကိုရှာခိုင်းတဲ့ဟာလေးเนาะဒါကတော့ကျွန်တော် dielectric constant နဲ့ပတ်သက်တဲ့concept နဲ့ပုံစံလေးပေါ့เนาะ